အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့တခြားသူကမိမိ Facebook ကောက်ကိုရှာမရအောင်ပြုလုပ်နည်းလေးဖြစ်ပါတယ်ကျွန်တော်တင်ဆက်သူမင်းခန့်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့အစီအစဉ်ကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like share subscribe လုပ်ဖို့တောင်းဆိုပြစီဗျာဟုတ်ကဲ့အစီအစဉ်လေးဆက်လိုက်ရအောင်ဟုတ်ကဲ့ကျွန်တော် internet free လေးလုပ်လိုက်အောင်မနော်ခဏပါကျွန်တော် internet package ကုန်ပြီလို့ဗျာဟုတ်ကဲ့ခဏလောက်တီးခံပြီးပါခင်ဗျာဟုတ်ကဲ့အဲ့မှာအစိမ်းရောင်လေးလင်းတက်လာပြီမနော်ဟုတ်ကဲ့ရပြီအဲ့ဒါကျွန်တော်စပါမယ်နော်အစီအစဉ်လေးစလိုက်မယ်ဟုတ်ကဲ့ကျွန်တော် Facebook တက်ကိုဝင်မယ်ပြီးကျွန်တော်တို့ကမီနူးဘားလေးတဲ့ကိုဝင်မယ်မီနူးဘားလေးကိုနှိပ်မယ်ပြီးရင် setting ထဲကိုသွားမယ်ပြီးရင်ဒါလေးနှိပ်မယ်နှလိုက်နဲ့ကြာရနော် free ဆိုတော့လေရပြီโอเคရပြီမမိုးဆိုတာစီမိုးနှိပ်မယ်ပြီးအောက်ဆွဲချလိုက်မယ်အောက်ကိုဆွဲချလိုက်လို့ရှိရင်ဟောဒီမှာတွေ့ပြီနော်အဲ့လေးကိုနှိပ်မယ်ပြီးဒီကလစ်လေးဖြုတ်မယ်ပြီးဒီအနီရောင်လေးနှိပ်မယ်နော်ပြီးရင်ဒီကလစ်လေးပေးလိုက်မယ်ဟုတ်ကဲ့အဲ့ဆိုရင်တော့အဆင်ပြေသွားပြီပေါ့နော်ဟုတ်ကဲ့တစ်ဆင့်ချင်းပြန်ထွက်လိုက်တော့နော်တစ်ဆင့်ချင်းပြန်ထွက်လိုက်မယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့စီစဉ်ကိုကြိုက်နေတဲ့ဆိုရင်တော့ like share subscribe လုပ်ဖို့တောင်းဆိုပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ